ဒီအပုံပြိုင်လုပ်တဲ့ challenge မှာဘယ်သူအနိုင်ရမလဲစင်ကာပူက experience ရှိပြီးသား chef တစ်ယောက်လားဒါမှမဟုတ်တင်ကြီးပဲအနိုင်ရရှိမလား Okay. Namaste တင်ကြီး here တင်ကြီး challenge ဒါ accept လုပ်လိုက်တာပါဒါပေမဲ့တင်ကြီးအပုံကိုတစ်ခါမှမလုပ်ဘူးပါဘူးတင်ကြီးကိုအခု challenge ခေါ်တဲ့ chef က Singapore Little India Danlo Street Shakuntala Indian စားတောက်ဆိုင်က chef ပဲဖြစ်ပါတယ် challenge မစခင်မှာတော့ chef ကအပုံဘယ်လိုလုပ်ရမလဲဆိုတာကိုတည်တည်ချာချာလေးတော့သင်ပေးပါတယ်ဒီကအပုံကမြန်မာနိုင်ငံနဲ့နည်းနည်းကွဲပြားတာကတော့သူကဒီလိုမျိုးအုံလုံးကြီးနဲ့တခြားနဲ့တွဲစားတယ်ဒါမှမဟုတ်ဟင်းကြီးနဲ့တွဲစားပါတယ်စတင်ပါပြီနော်အရင်ဆုံးမုံနှိရှိကိုတဲ့ဥပပူတဲ့ကိုထည့်ပြီးတော့တင်ကြီးအခုပြထားသလိုမျိုးအဝိုင်းလှည့်ပေးရပါတယ်ဒီလိုလှည့်ပေးရတာကလည်းမြန်မြန်လေးလှည့်ပေးရပါတော့ဒီ chef လုပ်တာကကြတော့အရမ်းမြန်ပါတယ်တင်ကြီးကနည်းနည်းလေးသူ့ထက်ပိုပြီးနောက်ကျပါတယ်မိဖို့ပေါ်မှာ3မိနစ်လောက်ထားပြီးပြီဆိုရပါပြီထုတ်တဲ့အခါမှာလည်းဒီလိုမျိုးဒုတ်လေးနဲ့ထုတ်ကပဲဖြစ်ပါတယ်တင်ကြီးကအရင်ထုတ်လိုက်ပါတယ် chef ကတော့ကြောက်အောင်ဆိုပြီးတော့သူခဏထပ်ထားပါသေးတယ်ဒါလေးကတော့ chef လုပ်ထားတဲ့အာပုံပဲဖြစ်ပါတယ်ဒီဘက်မှာဒါလေးကတော့တင်ကြီးလုပ်ထားတဲ့အာပုံပဲဖြစ်ပါတယ်အကဲဘသူကအနိုင်ရရှိသွားလဲအခုကြည့်နေတဲ့သူလေးဒါ comment မှတ်ခဲ့နော်ဒါလေးပြီးတော့တင်ကြီးကျဲဥအာပုံကိုလည်းစမ်းလုပ်ကြည့်ခဲ့ပါသေးတယ်ပြီးတော့တင်ကြီးစားမဲ့ဒီမုတ်တွေကိုလည်းဘယ်လိုလုပ်လဲဆိုတာဝင်ပြီးတော့လေ့လာကြည့်ခဲ့ပါတယ်ကိုယ်တိုင်လည်းချို့ဥစ္စာလေးတွေကိုလုပ်ခဲ့ပါတယ်ကဲဒါလေးတွေကတော့ဒီကြီး try လုပ်ကြည့်မဲ့မုတ်လေးပဲဖြစ်ပါတယ်ဒါကတော့ဒီကြီးလောက်ထားတဲ့အပံပဲဖြစ်ပါတယ်ဒီကြီးလောက်ထားတာတစ်ခု chef ဖုတ်ထားတာတစ်ခုပေါ့နော်ဒီကြီးလောက်ထားတော့တိတ်ပြီးတော့မဝိုင်းဘူး chef လောက်ထားတော့ပို့ပြီးတော့ဝိုင်းဝိုင်းလေးနဲ့ပို့ပြီးတော့လှပါတယ်အပံကိုတနည်းအားဖြင့်အပုံလို့ပြောလို့ရပါတယ်သူကတက်တက်လို့ပုံစံလဲလာသလိုပေါ့နော်ကြက်ဥနဲ့စားချင်တဲ့သူတွေအတွက်လည်းကြက်ဥအပံဆိုပြီးတော့လာပါတယ်ဒါကတော့ plain ပေါ့နော်ဘာမှမပါဘဲနဲ့ဒီတိုင်းအုံလို့နဲ့တခြားနဲ့တွဲစားရတဲ့ plain အပံပဲဖြစ်ပါတယ်ဒါကကြတော့ကြက်ဥနဲ့လှုပ်ထားတဲ့အပန်းပဲဖြစ်ပါတယ်ဒါလေးကကြတော့ spicy ပရိယာနာမည်ဖြစ်ပါတယ်ခုမှဆိုလို့ရှိရင်2မျိုးလာတယ်ပေါ့နော်အဆက်ပုံစံကိုခင်းနဲ့တွဲစားရတာမျိုးလာတယ်အချို့ကိုဂျိုင်းနဲ့တွဲစားရလာပါတယ်အပန်းအပုံကတော့ဒီစားဘူးတယ်ပေါ့နော်ဒါပေမဲ့ဒီပရိယာနာမည်ကတော့ဒီဒါပထမဆုံးအကြိမ်စားမှာပဲဖြစ်ပါတယ်သူကတော့ဒါ South Indian ပေါ့နော်စားစာတစ်မျိုးပဲဖြစ်ပါတယ်အပကိုမှာပါတဲ့အနီရောင်တကြားလေးဖြူအုံနိုးရေလေးနဲ့တို့ပြီးတော့စားလိုက်ရင်တော့ချိုချိုအီအီစိတ်စိတ်လေးနဲ့တလုတ်ပြီးတလုတ်သာစားချင်ပါတော့တယ်ကျုပ်အပုံလေးကိုတော့ဟင်းရည်နဲ့တွဲစားပါမယ်ဒီလိုမျိုးဟင်းရည်နဲ့ကကြတော့ South India ဘက်မှာစားကြတာပါအခုဒီပနီယာရမ်ကို try လုပ်ကြည့်ပါမယ်သူ့ရဲ့ texture ကတော့အပြင်ဘက်ကကျွတ်ကျွတ်လေးနဲ့အတွင်းဘက်ကတော့ soft ပုံစံလေးပဲဖြစ်ပါတယ်အနည်းဆက်ဆုံးအရသာပြောရမယ်ဆိုရင်မပဲကျော်အဆက်ဘက်သွားပြီးတော့သူ့ရဲ့အနံ့လေးကမှုေးနေတာပဲသူကအချင်းဖောက်ထားတဲ့မုံနှိပ်ရှင်နဲ့ပြုတ်လုပ်ထားတဲ့အတွက် digestion အတွက်လည်းကောင်းပါတယ်အခုဒီပနီယာရမ်ကိုမှအချိုလေးကို try လုပ်ကြည့်ပါမယ်ဒါကကြတော့တကြားရည်နဲ့တွဲစားရတဲ့အချိုပဲဖြစ်ပါတယ်သူကအထဲမှာဘာမှမပါပါဘူးအခုနောက်က spicy ကတော့အထဲမှာစီသက်ရွက်တို့ဘာလို့ပါပါတယ်သူလည်းအပြင်ကကျွတ်ကျွတ်လေးနဲ့အထဲမှာကျတော့ soft ပေါ့နော်လုံးဝနုနုအီအီလေးပဲဖြစ်ပါတယ်သူ့ရဲ့အနီးဆက်ဆုံးအရသာကိုပြောရမယ်ဆိုလို့ရှိရင်တော့ pancake နဲ့အရသာအရန်တူပါတယ်ဒီကြီးအခုရောက်ရှိနေတဲ့ရှကွန်တလာအိန္ဒိယစားတောက်ဆိုင်မှာဆို South Indian အစားအစာတွေကိုလုံးဝ authentic အရသာစစ်စစ်ကိုရရှိတာပဲဖြစ်ပါတယ်ဒီဆိုင်မှာက South Indian North Indian အစားအစာတွေအပြင် Chinese အစားအစာတွေလည်းရရှိပါသေးတယ်ဒီရှကွန်တလာအိန္ဒိယစားတောက်ဆိုင်ကစင်ကာပူအနှံ့ဆိုင်ခွဲ6ဆိုင်ရှိပြီးတော့ဒီကြီးအခုရောက်ရှိနေတဲ့ Danlo Street ကဆိုင်ကဒီ Little India area ထဲမှာနေတဲ့သူတွေအဓိကလာပြီးတော့စားတောက်တဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဒီဆိုင်ကဘလောက်တောင်လူကြလဲဆိုတော့စနေတနင်္ဂနွေဆိုဝိုင်းနေပြေးနေတဲ့အတွက်အပြင်မှာမတက်ရက်ပြီးစောင့်နေတဲ့သူတွေတောင်ရှိပါတယ်အပုံစားဖို့အတွက်စင်ကာပူကနေမြန်မာနိုင်ငံကိုတကူးတကလာစရာမလိုတော့ပါဘူးရှကွန်တလာအိန္ဒိယစားတောက်ဆိုင်မှာရပါတယ်နော်